ရန်ကုန်ပသိမ်လမ်းမကြီးဟာနေ့စဉ်ရင်စီးရေ2500ကျော်ဖြတ်တန်းသွားလာတဲ့လမ်းဖြစ်ပြီးကမ်းခြေဒေသတွေကိုသွားလာဖို့အတွက်အဓိကအသုံးပြုရတဲ့လမ်းမကြီးဖြစ်ပါတယ်။ပသိမ်မြို့အဝင်ရင်ကျောကျက်တဲမှုမရှိစေရန်နဲ့ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက်48ပေအကျယ်ကတ္တရာကွန်ကရစ် AC လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရမှာလက်ရှိမှာတော့60%ပြီးစီးပြီလို့သိရပါတယ်။ပသိမ်သတင်းဌာနခွဲကပေးပို့ထားတာကိုတင်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ခီးသွားမြို့တော်ဖြစ်တဲ့ပသိမ်မြို့အဝင်လမ်းရင်ကျော်ကြက်တဲမှုမရှိစေရန်နဲ့ရင်အန်ဒီရဲ့လမ်းအန်ဒီရဲ့ကင်းရှင်းစေရန်အတွက်ရန်ကုန်ပသိမ်လမ်းလမ်းမိုင်2မိုင်6ဖာလုံးအား48ပေအကျယ်လေးလန်းသွားအကျယ်ချက်ချင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိတာပဲဖြစ်ပါတယ်။ဦးဆောင်ရနေတဲ့လုပ်ငန်းကတော့ရန်ကုန်ပသိမ်လမ်း105မိုင်5ဖာလုံးမှ108မိုင်4ဖာလုံးအတွင်း2မိုင်6ဖာလုံး60ပေအကျယ်မြေသားတာပေါင်ချဲခြင်းနဲ့48ပေအကျယ်ကတ္တရာကွန်ကရစ်တိုးချဲခြင်းလုပ်ငန်းဆောင်ရွက်နေမှာဖြစ်ပါတယ်။စီမံကိန်းတစ်ခုလုံးရဲ့ပြီးစီးမှုရာခိုင်နှုန်းကတော့60%ပြီးစီးဖြစ်ပါတယ်ခင်ဗျာ။စီမံကိန်းတန်ဖိုးကတော့2024-25ဘဏ္ဍာနှစ်မူလငွေလုံးငွေရန်ပုံငွေ8100.44နှစ်တန်းဖြည့်စွက်ငွေလုံးငွေရန်ပုံငွေ1825တန်းစုစုပေါင်း9925.44နှစ်တန်းနဲ့စီမံကိန်းဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။လမ်းရည်သွေးပြည့်မီဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့တာဝန်ခံ AE တွေ SAE တွေကျူစီအဖွဲ့တွေနဲ့စနစ်တကျဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။ပသိမ်မြို့တော်ခီးသွားမြို့တော်ဖြစ်ပြီးတော့ခီးသွားပြည်သူများဆောင်းတာကမ်းခြေငွေဆောင်ကမ်းခြေတို့အပန်းပြေခီးလာရောက်ခြင်းမော်တင်စွန်းဖျားသွားရောက်ဖူးမြော်ခြင်းတို့သွားရောက်တဲ့အခါမှာရန်နဲ့လမ်းနဲ့ကင်းရှင်းစွာပြင်အဆင်ပြေချောမွေ့စွာအချိန်တိုတွင်သွားလာနိုင်မှာဖြစ်ပါတယ်ခင်ဗျာမြို့အဝင်မှာရင်ကျော်ကြက်တဲမှုမရှိစေရန်ခီးသွားပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက်48ပေအကျယ်လေးလန်းသွား AC လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။သိမ်မြို့နယ်ကတော့တမိုင်နဲ့9ဖာလုံးကို48ပေကျကတ္တရာကွန်ကရစ် AC လမ်းချဲခြင်းလုပ်ငန်းဆောင်ရွက်နေပါတယ်ဗျ။စနစ်ကျဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကရုံးချုပ်ကနေပြီးတော့လေကျူစီအဖွဲ့တွေလည်းတီးခြားစေလွတ်ပေးပါတယ်ဗျ။ကျွန်တော်တို့ဒီမှာလည်းအနိကကစီတို့ကျွန်တော်တို့ရဲ့ခရိုင်မှုတို့ခရိုင်အီတို့ကနေပြီးတော့အနိကကြီးကြပ်ပြီးတော့ကျွန်တော်တို့ကတော့ဒီအောက်ခြေကနေပြီးတော့ဒီအောက်မှာလည်း SAE တွေ JE တွေနဲ့အတူတူကျွန်တော်ဒီအောင်လမ်းကိုကောင်းအောင်လို့တေချာကျက်မှတ်ပြီးတော့စစ်စစ်ဆောင်ရွက်နေကြပါတယ်။တတ်မှတ်တဲ့ကျွန်တော်ရုံးချုပ်ကထုတ်ပေးတဲ့ဒီဇိုင်းတိုင်းဒီအောက်က improve circuitအလွာတပေတူimprove circuit တလွာနောက်ဝဲကလေးက6လက်မတူတလွာနောက်8လက်မ4လက်မ2လွာခင်းတယ်ချိန်ပြီးဆိုမှ AC က2လက်မတူ2လွာခင်းချိတ်ခြင်းလုပ်ငန်းတွေကိုအစဉ်စဉ်ဆောင်ရွက်ရပါတယ်ဗျ။နောက်ရန်ကုန်ကနေလာပြီးတော့ခီးသွားပြည်သူတွေကအဓိကသွားမှာချောင်းသာငွေဆောင်ဂေါ်ရင်ကြီးကျွန်းတကယ်မော်ဒန်ဆုံးဖျားဖူးအဲ့လိုမျိုးသွားတဲ့ချက်ချကြတဲ့ဒီရန်ကုန်ပသိမ်လမ်းပသိမ်မြို့ဝင်ဖြစ်ပါတယ်ဗျ။အရင်တော့ရှိတာ18ပေကျယ်လမ်းပဲရှိတော့လမ်းကားတွေကကြက်တဲမှုတွေခဏပေါ့ရန်နေတွေ့ကြုံနေရတယ်ဒီလေးလမ်းသွားတာတခြားလုံးသာရန်ကုန်ထိသာရောက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ကရင်မောင်းကြံ့ကြခြင်းတနားရီလောက်ပဲကြာတော့မှာပေါ့တကယ်တမ်းသာပသိမ်ရန်ကုန်ကနေပြီးတော့ပသိမ်ကိုလာမယ်ဆိုမိုင်း113မိုင်ပဲဝေးပါတယ်ဗျဆက်ရင်ရန်တရားတွေအပြည့်စုံနဲ့ဆောင်ရွက်နေပါတယ်ဗျလိုအပ်တာတွေကိုလည်းကျွန်တော်တို့ရဲ့ညွှန်ကြားမှုရနေပြီးတော့ဆက်ရင်ရန်တရားတွေကိုဖြည့်ဆွက်ပေးနေပါတယ်ဗျလိုအပ်တဲ့ဟာတွေလည်းတောက်လျှောက်အပေါ်ရုံကျုံနဲ့လည်းညီနိုင်ပြီးတော့ရုံကျုံညွှန်ချုပ်တို့ရဲ့ညွှန်ကြားမှုနဲ့ဆက်လက်ပြီးတော့အများဆုံးပြီးစီးအောင်ဒီတမတ်ကာလမတ်လအတွင်းပြီးစီးအောင်လို့အများဆုံးဆောင်ရွက်နေပါတယ်ဗျာ AC လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးသွားပါကဒေသခံပြည်သူများအဆင်ပြေချုံးမိစွာသွားလာနိုင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့အတိုင်းမသိဝမ်းသာမိတာပေါ့ကိုမျိုးကိုရွာရဲ့အဝင်ကြီးဒီလိုမျိုးလှလှပပဖြစ်သွားမယ်မြို့ရဲ့ဂုံကျက်တွေလည်းတိုးသွားမယ်ကျွန်တော်သွားရေးလာရေးလည်းအဆင်ပြေသွားတယ်ဖြူဖြူဖြောင်းဖြောင်းဖြစ်တယ်အရင်တော့ကျင်းတယ်လေအခုကျေးကြီးဖြစ်သွားတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်သွားလို့ရတာပေါ့ကျွန်တော်တို့ကတော့ဒီအယောင်းဝယ်ကိစ္စနဲ့တကားဘက်သွားတယ်ရန်ကုန်ဘက်သွားတယ်ပသိမ်အဝင်နဲ့အခုလိုလမ်းကြီးဖြူသွားတော့သွားရင်လာရင်လည်းဟိုပီတိဖြစ်တာပေါ့ကားမောင်းတဲ့လူလည်းလွတ်လွတ်လပ်လပ်စိတ်ပျော်ရွှင်စွာမောင်းလို့ရတယ်ဆိုင်ကယ်နဲ့သွားနေတဲ့အသွားလာတွေကလည်းရှင်းရှင်းလင်းလင်းနဲ့သွားလို့အတွက်အားလုံးအတွက်ကောင်းတယ်ပေါ့ဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆောက်လုပ်ရေးဝန်ကြီးသားအောင်လည်းကျေးဇူးတင်ပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနခွဲကပေးပို့ထားပါတယ်ရှင်